ဆွစ်ဇာလန်နိုင်ငံဇူးရစ်မြို့ရဲ့အစည်းအဝေးခန်းမှာတခုမှာဇက်ကလေးဘုံဆိုတဲ့သူ့ရဲ့လုပ်ငန်းရှင်ဟာဝန်ထမ်းအများပြားကိုအလုပ်ဖြုတ်မဲ့စားချုပ်ကိုလက်မှတ်ထိုးလိုက်တာနဲ့ဇလန်ကစတင်ခဲ့ပါတယ်။အဲဒီနောက်သူ့ကြောင့်အလုပ်ပြုတ်သွားပြီးဘဝပြတ်သွားတဲ့ဝန်ထမ်းတယောက်ကတနက်နဲ့လာရောက်ချင်းချောက်ခဲ့ပေမဲ့ဇက်ကသူ့ဇနီးရဲ့ကိုယ်ဝန်ပြတ်ကျခဲ့မှုကိုအသုံးချပြီးဖြောင်းဖျားလိုက်တာကြောင့်အဲဒီလူဟာဇက်ကိုမတက်တော့ပဲသူ့ကိုယ်သူကအဆုံးစီရင်သွားခဲ့ပါတယ်။အဲဒီညမှာပဲဇက်ကစိတ်ညစ်တာကိုအကြောင်းပြပြီးဘားတစ်ခုမှဂျူလီဆိုတဲ့အမျိုးသမီးတရားနဲ့တွေ့ဆုံကဖောက်ပြန်ခဲ့ပါတယ်။နောက်တနေ့မှာတော့ဇက်ကသူ့ဇနီးအေမီနဲ့အတူလွန်ခဲ့တဲ့6လကကိုယ်ဝန်ပြတ်ကျခဲ့တဲ့စိတ်တန်ရာတွေကိုကုစားဖို့တောင်တင်းဒီပေါ်မှာမိုးပြန်ပူပေါင်းစီးပြီးခီးထွက်ဖို့ပြင်ဆင်ပါတယ်။ဒါပေမဲ့မထင်မှတ်ပဲဂျူလီကလည်းအဲ့ဒီခီးစင်မှာအကျူတူလိုက်ပါလာပြီးဇက်ကိုယူရိုငွေ9သိန်းနဲ့ငွေညစ်ကိုစူးစမ်းပါတော့တယ်။လေပေါ်ရောက်တဲ့အခါဂျူလီကသူမနဲ့ဇက်တို့ရဲ့အရှုပ်တော်ပုံကိုဖွင့်ချလိုက်ပြီးဇက်ရဲ့ခန္ဓာကိုယ်ပေါ်ကမှတ်သားချက်တွေကိုပါပြုတ်ပြလိုက်တာကြောင့်အေမီတယောက်3လုတ်6ချသွားရပါတယ်။အချင်းတွေယုံနှင်းဆန်ကတ်ထက်လာပြီးဂျူလီကဓာတ်နဲ့ချင်းချောက်ကရေဒီယိုဂျိုးကိုဖျက်တောက်ပစ်လိုက်ပါတယ်။အဲဒီကြားထဲမှာမီးလောင်မှုဖြစ်ပြီးပူပေါင်းပေါင်းသူဟယ်ရီဟာအဆိုရှင်ကိုပြုပြင်ဖို့ကြိုးစားရင်းဂျူလီနဲ့ယုံနှင်းဆန်ကတ်ထက်ကအောက်ကိုပြုတ်ကျနေဆုံးသွားခဲ့ပါတယ်။ပူပေါင်းဟာအထင်းကွန်မစွာနဲ့အနည်းပေ9000ကျော်အထိတက်သွားပြီးအောက်ဆီဂျင်နှဲပါမှုကြောင့်အားလုံးတတိလေးသွားကြပါတယ်။အေမီတတိရလာတဲ့အခါမှာတော့သူမဟာအသက်အန္တရာယ်ကြားကနေပူပေါင်းတဲ့အပေါ်ဘက်ကိုတွားတက်ပြီးလီထိုးအဆိုရှင်ကိုပြုပြင်ကပူပေါင်းကိုပြန်လဲနှိမ့်ချနိုင်ခဲ့ပါတယ်။အချင်းတွေငြိမ်သက်သွားချိန်မှာဂျူလီကသူမဟာဇက်ကြောင့်တေဆုံးသွားတဲ့ဝန်ထမ်းရဲ့သမီးဖြစ်ပြီးကလဲစားချေဖို့လာခဲ့တာဖြစ်ကြောင်းဖွင့်ပြောပါတယ်။ဂျူလီကဇက်ကိုဓာတ်နဲ့ထိုးဖို့ကြိုးစားပေမဲ့ဇက်ကမိသက်စေမှုနဲ့ဂျူလီရဲ့ခေါင်းကိုရိုက်တက်လိုက်ပါတယ်။မုန်ထိုင်းတန်ကြောင့်ပူပေါင်းပေါက်ပြဲသွားပြီးအေမီတယောက်အပေါက်ထဲပြုတ်ကျလို့နေပါဖြစ်ခဲ့ပေမဲ့ဇက်ကသူမကိုကယ်တင်ခဲ့ပါတယ်။ဒါပေမဲ့မြေပြင်ကိုမစင်းသက်ခင်မှာပဲအေမီဟာဇက်ရဲ့ဖုန်းထဲကနေသူနဲ့ဂျူလီတို့ရဲ့ဗီဒီယိုကိုတွေ့သွားပါတယ်။ဇက်ကသူ့အဖေကိုငင်မခံတဲ့အပြင်အေမီကိုသူမဟာသူသားမရှိရင်ဘာမှမဟုတ်တဲ့မွေးတင်နေတဲ့မူလာတန်းပြဆရာမလေးလိုနှိမ်ချဆက်ဆံတဲ့အခါအေမီကဒေါသထွက်ပြီးဇက်ကိုပူပေါင်းအပေါက်ထဲကနေတွန်းချလိုက်ပါတယ်။နောက်ဆုံးမှာတော့အေမီဟာမြေပြင်ပေါ်ကိုတယောက်တည်းဘေးကင်းစွာဆင်းသက်နိုင်ခဲ့ပြီးအတိတ်ကအညစ်အကြေးတွေကိုဖယ်ရှားလိုက်တဲ့အနေနဲ့မူးပြန်ပူပေါင်းကိုမိရှုဖျက်ဆီးပစ်လိုက်ကဘဝတစ်ကိုစတင်ခဲ့ပါတော့တယ်